လွယ်ကူ weight ချ Power Play application ကနေကြိုဆိုလိုက်ပါတယ် weight ချဖို့အတွက်ဆိုရင်မနက်ခင်းမှာဘာတွေစားအောင်လဲဆိုပြီးတော့တော်တော်များများကခေါင်းကိုက်တက်ကြပါတယ်အဲ့ဒီအပြင်တွေးခရစားလိုက်မိရင်လည်း weight တက်မှာကိုစိုးရင်တက်ကြပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီနေ့မှာတော့ Power Play application ကနေပြီးတော့ weight လဲကျစီမယ်အချိန်လဲအများကြီးပေးစရာမလိုဘူး3မိနစ်လောက်ပဲပြင်ဆင်လို့ရတယ်ပြီးတော့ဒီ bike လဲပြည့်ပြီးတော့ calories လဲနည်းစေမယ်မနက်စာလေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဝယ်ရလွယ်ပြီးတော့ weight ကျစေမဲ့မနက်စာကတော့ပထမအဆုံးတစ်ခုကကြက်သားပေါက်စီဒုတိယတစ်ခုကတော့အစီထုတ်ထားတဲ့နွားနို့ဒါမှမဟုတ်ရင်ပဲနို့နောက်ဆုံးတစ်ခုကတော့ကြက်ဥအကာပဲဖြစ်ပါတယ်ဆိုတော့ပထမအဆုံးအနေနဲ့ကြက်သားပေါက်စီပေါ့နော်ဆိုတော့ကြက်သားပေါက်စီကတစ်လုံးကို calories အားဖြင့်ဆိုရင်တော့ calories 200ဝန်းကျင်ရှိပါတယ်ဆိုတော့ဒီကြက်သားပေါက်စီမှာဆိုရင်ဒီ carbohydrate လို့ခေါ်တဲ့ဒီဂျုံပေါ့နော်ဂျုံကလည်းပါဝင်တဲ့အတွက်ကြောင့်မလို့သူကဒီကိုယ့်ရဲ့တစ်နေ့တာလုံးမှာဒီလှုပ်ရှားသွားလာဖို့အတွက်အများကြီးအထောက်အကူဖြစ်တဲ့စွမ်းရည်အဖြစ်နဲ့ပြုလုပ်ပေးတယ်ပြီးတော့ဒီကြက်သားမှာပါတဲ့ဒီကြက်သားဆိုရင်လည်း protein ဓာတ်ကိုအပြည့်အဝပေးစီမှာပဲဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ဒီအစီထုတ်ထားတဲ့နွားနို့ဒါမှမဟုတ်ရင်ဒီပဲနို့ပေါ့နော်ပဲနို့ဆိုလဲဒီတခြားမပါတဲ့ပဲနို့ကိုတစ်ခွက်တောက်သုံးပေးလို့ရပါတယ်သူကဒီတစ်ခွက်ကိုဆိုရင် calories အားဖြင့်ဆိုရင်100ဝန်းကျင်ပဲရှိပါတယ်အဲ့အတွက်ကြောင့်မလို့ weight ချဖို့အတွက်အများကြီးအထောက်အကူဖြစ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဒီကြက်ဥပြုတ်ပေါ့နော်ကြက်ဥပြုတ်မှာဆိုရင်ကြက်ဥအနှစ်ကိုတော့အစီများတဲ့အတွက်ကြောင့်မလို့မစားဘဲနဲ့ကြက်ဥအကာကိုစားပေးလို့ရပါတယ်ကြက်ဥအကာဆိုရင်တော့ calories အားဖြင့်ဆိုရင်18ဒါမှမဟုတ် calories 20ဝန်းကျင်လောက်ပဲရှိပါတယ်ဆိုတော့ဒီ3မျိုးအားလုံးပေါင်းမှာ calories အားဖြင့်ဆိုရင် calories 300ဝန်းကျင်လောက်ပဲရှိပါတယ်ဆိုတော့တော်တော်များများတော့ကိုဒီမနက်စာစားရဲဆိုရင် calories 900ကနေ calories 900ဝန်းကျင်လောက်ထိစားတတ်ကြရပါတော့အဲ့ဒီအတွက်ကြောင့်မလို့ဒီလိုမျိုး calories 300ဝန်းကျင်ကိုစားပေးခြင်းအပြင်လည်းကိုယ့်ရဲ့ဒီမနက်စာစားတဲ့ calories ကို short ချပေးနိုင်မှာဖြစ်ပါတယ်အဲ့ဒီအပြင်ဒီမနက်စာမျိုးဆိုရင်ဒီအချိန်ကုန်လဲတက်တာတယ်ဈေးလဲတက်တာပြီးတော့မြန်မာနိုင်ငံမှာဆိုရင်ဘယ် supermarket ဘယ် mini mart မှာမဆိုဝယ်ယူရရှိနိုင်တဲ့အတွက်ကြောင့်မလို့ဒီမနက်စာလေးကိုနောက်နေ့မနက်ကနေစပြီးတော့စားပေးဖို့အတွက်အကြံပေးချင်ပါတယ်အိမ်မှာပဲလွယ်ကူရိုးရှင်းစွာနဲ့ weight ချခြင်းနဲ့ဆိုရင်တော့ကျမတို့ရဲ့ Power Play app ရှိပါတယ် Power Play app ကတော့တစ်လကိုမြန်မာကျပ်ငွေ3000ပဲတဲ့နဲ့လွယ်ကူရိုးရှင်းတဲ့အစားအသောက် plan တွေနီးစနစ်ကျတဲ့လေ့ကျင့်ခန်း plan တွေကိုရရှိမှာမလို့ဒီ plan လေးကိုကလိုက်လုပ်တယ်လိုက်စားရတဲ့နဲ့ဒီ3လအတွင်းမှာတော့မှနည်းနည်းလေးတောင် weight မကျခဲ့ဘူးဆိုရင်ကျမတို့ဘက်က 100% refund ပေးနိုင်တာမလို့စိတ်ဝင်စားတယ်ဆိုရင်တော့ဒီဗီဒီယိုရဲ့ comment အောက်မှာဆက်သွယ်ရမယ့် link လေးကိုချပေးထားပါတယ်လာရောက်ဆက်သွယ်နိုင်ပါတယ်ရှင်